ဖေဟင်းနဲ့ချိန်တိုင်းကောင်းမလဲအခုထိမလာသေးဘူးလားကွာငါတို့စောင့်နေတာကြားလာဟောမင်းကလာမှာပါကွာမင်းလည်းသိရတဲ့အတိုင်းပဲကားတွေပါပြီးတော့နင်းနောက်ကျနေနေပါခဏစောင့်ပါအော်ဒါနဲ့ရှင်ကကျမနဲ့ချိန်ထားတဲ့သူဝင်ဆွဲတယောက်လားအော်ဟုတ်ပါရဲ့ဟိုအီးဆိုရတယောက်လားမသိဘူးဟုတ်တယ်ဟုတ်ထိုင်မောင်းဗျစောရင်တော့နင်းနောက်ကျသွားတယ်လမ်းမှာဘိုက်ဆိုင်လို့ခုဝင်စားနေရတယ်အော်ရပါတယ်ကိစ္စမရှိပါဘူးဟုတ်တယ်အခုနောက်ပိုင်းကကားတွေပြီးတော့နောက်ကျတယ်ဒါနဲ့ရှင်နဲ့ကျမဒီနေ့မှပထမဆုံးတွေ့ရဆိုတော့ဆိုပါဦးစင်ကြည့်ပါဒါနဲ့ရှင်ကဘာလုပ်တာလဲဟောကျွန်တော်က Brother Whiskey ကုမ္ပဏီကစီနီယာရာလူနဲ့အလုပ်လုပ်ပါတယ်လို့အဲ့ဆိုရင်ရှင်လာစားဘယ်လောက်ရရလဲကျွန်တော်လာတာခမရလေဗျာအခုမှပထမဆုံးတွေ့ရတဲ့ဟာကိုလာစားရပါမေးဖို့လို့လားဒါနဲ့နေပါအောင်ရှင်ကမဘူးလဲतू ကကျွန်တော်တငယ်ချင်းပါပြီးတော့ကျွန်တော်တို့ကအခုမှပထမဆုံးတွေ့ရဆိုတော့အဖော်ရအောင်ခေါ်လာတာဘာဖြစ်လို့လဲဤအဆင်ပြေလို့ရပါတယ်ကိစ္စမရှိပါဘူးဒါနဲ့ခုနပြောလဲဆက်ပြောပါအောင်ရှင်လာစားဘယ်လောက်ရကျွန်တော်လာတာဒီမှာခမရခုနကပြောပြီးွားပြီလေလာစားကိစ္စမေးဖို့လို့လားလို့ရှင်ကဘာလို့ဝင်ပါနေရလဲဒါကျမတို့မြောက်ကိစ္စပါရှင်နဲ့ဆိုင်တာမင်းရလေကွာငါတို့ကိစ္စပါငါပြောလိုက်ပါမယ်မင်းဘယ်လိုပြောပါလဲမနော်ဟိုလေကျွန်တော်လာတာကတော့အခုချိန်ကအတီတကြတော့မရှိသေးဘူးဗျဘာလဲဆိုတော့နောက်ပိုင်းကျရင်ရတူလေးတို့ရှိတယ်ပါဟုတ်ပါပြီရှင့်မှာမိဘရောရှိလားကျွန်တော်မိဘရတော့ငယ်လေးတွေကမရှိတော့ပါဘူးအဲ့ဆိုရှင်ကမိဘမဲ့တကောင်ကြက်ပေါ့ကျမတို့စင်ပြီးလို့လက်ထက်တဲ့ခါကျရင်ရောစင်ပြီးပါမလားဒီမှာခင်ဗျားနဲ့သူတွေကအခုမှပထမဆုံးချိန်တွေ့ရနော်ဘာလဲခင်ဗျားလက်ထက်ဖို့တွေးနေရလားပြီးတော့သူကမိဘမဲ့ဆိုတော့ခင်ဗျားလည်းဘာဆိုင်လို့လဲကျမမင်းလေးကြောင့်နေတယ်မေးတင်တာတော့မေးရမှာပဲရှင်ကျမငယ်လေးတဲ့ဘာမှလုပ်ခဲ့ရမှာမဟုတ်ဘူးကျမမိဘရဲ့ကျမကိုကုန်းလုပ်ပေးရပြီးတော့ရှင်နဲ့ကျမနဲ့စင်ပြီးသွားတဲ့ခါကျရင်ရှင်ကကျမစားရင်လည်းကုန်းဝယ်ကျွေးရမယ်ကျမလူရင်လည်းကုန်းဝယ်ပေးရမယ်ကျမသွားရင်နေရရောလည်းကုန်းလိုက်ပို့ပေးရမယ်ဒါဆိုရင်ရောရှင်စစ်ပြေလားချစ်တာမချစ်တာတော့တွဲကြည့်မှသိမှာပဲလေအစင်မပြေဘူးဗျာခမားပုံစံနဲ့ကျွန်တော်တကယ်ချင်းနဲ့ဘယ်လိုမှမဖြစ်နိုင်ဘူးအဲ့တော့ခမားပြန်လိုက်တော့ကျွန်တော်တကယ်ချင်းနဲ့ခမားနဲ့လုံးဝသဘောမတူနိုင်ဘူးမင်းရလည်းကွာငါပြောပါမယ်ငါကိစ္စကိုရှင်နဲ့ရာစဘောင်းတူလေးပါလိမ့်မယ်ရှင်နဲ့ဘာဆိုင်လို့လဲမိတ်ကလေးတက်ကိုဒါလေးအောင်လုပ်ပေးနိုင်တယ်ဗျာညောင်လုံးကြောက်တော့တောင်းနဲ့ရှင်အောင်စစ်တငယ်ကျော်နေခဲ့လိုက်တော့မင်းရလည်းကွာခုနကငါပြောတယ်တက်တီလေးနေပြီပါလို့ခုတော့ဖြစ်တဲ့နိုင်ဖြစ်ကုန်ပြီပါငါပြောလို့ရပါတယ်မင်းရလည်းဟေ့အောင်မင်း तू ပြောသွားတယ်ကြားရပဲလေမင်းမဲခံငါတော့မခံဘူးနော်ဟေ့အောင်ငါပြောပြီးပြီနော်မင်းနဲ့သူတော့ငါလုံးဝသဘောမတူနိုင်သွားပြီကိုခါလေးရှင်းမယ်ကိုပတ်စံအန်တာမှားနေဗျကျွန်တော်အခုကိုတောင်းရနေရပေးရတာလေကျွန်တော်ကြာတောင်းလောက်ပဲကြာကျွန်တော်ခွန်းထောင်အန်ရမှာလေအခု2000ပဲအန်တာတယ်9000လို့နေပြောမိဘလာပြောဘေဘီရတဲ့ပတ်စံ1000နဲ့တည်းနဲ့9000နဲ့တည်းအဲ့ကောင်က2000အန်တာပေါ့ကွာမင်းကဘာတွေပြောရနာခင်ဗျားကကြော1000နဲ့တည်းသေချာပေးရတာလေမင်းကဘာကျွန်တော်ပတ်စံကိုလည်းကားလိုချင်တာဒါပြီးလည်းလာမကြနဲ့နော်ပြောမင်းမရိုင်းနဲ့နော်ငါဆိုင်နေမို့အေးချင်တယ်အေးရွံ့ခင်ဗျားကအမှန်လို့လားဟဲ့ရေးဘာဖြစ်လာလဲကွာဆိုင်နေမှာလူနေဘာဖြစ်လာလဲဒီမှာကငါပတ်စံ1000နဲ့တည်းပေးရငါခွန်းထောင်ပေးရမယ်ဟာ2000ပဲပြန်အန်တယ်တက်လူတွေလာကြနာကြီးကောင်ပြောမင်းစကားပြောကြည့်ပြောနော်မင်းကမှန်လို့လားအဲ့တော်ပါတော့ကွာကိုကျွန်တော်တကယ်ကျွန်တော်ပဲတောင်းပါမှာကွာထားတယ်ကွာဆိုင်နေမှာသူများလည်းရှိတော့ရကွာထားလိုက်မင်းစိတ်လျှော့ပါကွာဘာမှမဟုတ်တဲ့ကိစ္စကိုထားလိုက်ရောအဲ့ကောင်ကလူဘာဝါကွာလာပါစိတ်လျှော့မင်းအေးဆေးပြောပြမယ်မင်းကလည်းကွာတခုဆိုစိတ်ကိုလျှော့သမ်းပါထင်နေကြီးစိတ်ကြီးမယ်ဆိုတာရွယ်အခုကိစ္စအဲ့ကောင်လူဘာဝါတာကွာငါနားလေပါကွာဒါမှမဟုတ်ကိစ္စတခုဆိုလျှော့လိုက်တာပိုကောင်းတယ်ဖြစ်သေးပါဘူးကွာမင်းနဲ့ဒီလိုပါလားငါလည်းအလုံးမနေရတနေရရနေပြီဆိုတော့ငါ့ဘရာသားကြောင့်မလှုပ်လုံးပါငါပြောပေးမယ်လေမင်းတို့လုံးမှာငါပုံစံနဲ့အဆင်ပြေပါမလားမဖြစ်ပါဘူးကွာဖြစ်တာဘောကွာမင်းဘက်ကစူးစမ်းနေရှိဖို့ပဲလိုတာငါရအောင်ပြောပေးပါငါလည်းကွာဟိုကောက်အလိန်ခံပြီးရကွာဘာလို့လို့အောင်မသိလမ်းပြောင်းနေရကွာခုမင်းကပြောပေးမယ်ဆိုတော့အကျိုးသားကြည့်မယ်ကွာဒါပဲဘောကွာဘာမှစိတ်မူနဲ့ငါရအောင်ပြောပေးမယ်
အဆင်ပြေလားရောမင်းကတေချာပြောပြတာလေအဲ့ဒါကိုအဆင်ပြေလားဟဲ့ဘာဖြစ်လာလဲအဆင်မပြေဘူးလားမင်းအလုံးမခံဘူးလားငါတေချာပြောပြတာလေကွာပြောအောင်လို့တခုအဆင်မပြေဘူးလား ငါ brother မှာအလုပ်ရောက်သွားပြီကွာမနေ့ပြန်စားပြီးငါလှုပ်ဆဆင်းလို့ရပြီ yes ညတူတူလေးပေါ့ကြားလို့ရှိ ဟိုငါအပြုတ်လုံးလို့ကွာမင်းကလည်းကောင်းနေတယ်ကွာမင်းကလုပ်လို့ရတယ် မင်းတင်ငယ်ချင်းပဲလေကွာငါအဲ့လိုတော့အေးဆေးပါကွာလာလာငါတော့ပြော